Akais မီပါဒီဗီဒီယိုကတော့ကျွန်တော်တို့ဘူဆန်ခရီးပြီးတော့စိုးမပြန်ပဲနေတခါတည်းဂျေဂျူးကိုသွားတဲ့ဗီဒီယိုလေးပါဘူဆန်ကနေပြီးတော့ဂျေဂျူးကိုလိန်စီရင်တော့တနာရီနဲ့10မိနစ်ပဲကြာပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ဂျေဂျူး airport ကိုရောက်ပါပြီဂျေဂျူးကျွန်းကအရန်ကျဲတဲ့အတွက်ကြောင့်မို့လို့တနေရာနဲ့တနေရာသွားရင်တော့ကားလိုပါတယ်ပေါ့နော်အကယ်လို့ကားမလို့ချင်တော့တိုက်စီနဲ့သွားမယ်ဆိုရင်တော့တိုက်စီစိတ်အရန်ထောင်းပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ကကားငှားဖို့ဆုံးဖြတ်လိုက်ပါတယ်ကားကနိုင်ငံခြားသားလည်းမောင်းလို့ရတယ်ပေါ့နော်အဓိကကတော့ international license ရှိရမယ်ဒါမှမဟုတ်ရင်လည်းကိုရီးယားနိုင်ငံက license ရှိရင်တော့ရပါတယ်ဟုတ်ကျွန်တော်တို့ကတော့ Kia K3 ကားလေးငှားပြီးတော့ကားကိုယူတဲ့ချိန်မှာပေါ့နော်ပတ်လေးဗီဒီယိုရိုက်ရပါတယ် recording အနေနဲ့ပါပြန် edit ချိန်ကြရင်စစ်လို့ရအောင်ပါကားလေးအားလုံးစစ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်စလုံးခရီးပန်းလာပြီးဘိုက်စားတဲ့အတွက်ကြောင့်မလို့ညာစည်းတန်းကိုသွားနေတာပါညာစည်းတန်းမှာပဲကျွန်တော်တို့ညှောက်ဒင်နာစားပြီးဟိုတယ်ချက်ကင်ဝင်မယ်ပေါ့နော်အခုတွေ့နေရတော့ညာစည်းတန်းရဲ့ဝင်ပေါက်ပါဒီညာစည်းကစိုးညာစည်းနဲ့ရှင်းမယ်ဆိုရင်တော့ပို့ပြီးတော့စုံပါတယ်ကျွန်တော်ပင်လယ်ဘက်တို့ကျွန်းနေတို့သွားလဲအများရန်စားရှိမီကိုရအောင်စားပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်မှာအများရန်လက်ဆက်ဆက်နဲ့ဈေးတက်ပူရလို့ပါ။အခုဆိုရင်ကျွန်တော်မှားရတဲ့ဟာကိုဒီဘက်ကကိုရီးယားဦးလေးကလက်ဆက်လှီးပေးနေတာပေါ့နော်။ဂျေဂျူးမှာတော့သူတို့ရဲ့ဒေတာထွက်အသီးအနှံနေနဲ့အဲ့လိုမျိုးပေါ့နော်။ chocolate တို့ snack တို့လုပ်တဲ့ဟာတွေရောင်းပါတယ်။နောက်တစ်ခုဒီဈေးမှာထူးကြတာတော့အမှပေါ့နော်။အဲ့လိုမျိုးစားတောက်တွေရောင်းရင်တချင်းတွေဆိုပြပြီးတော့အကျေကြီးအော်ပြပြီးတော့ရောင်းတာပါ။ customer တွေရှေ့မှာသူကတော့တာကိုယာကီမြင်မနေနိုင်လို့ဝယ်စားပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရဲ့ Jeju blog ပထမပိုင်းလေးပါဒုတိယပိုင်းမှာထပ်ဆုံးပါမယ်ကျွန်တော်ရဲ့ blog တွေကြည့်ပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်